မင်္ဂလာပါခင်ဗျာ SNN YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးပရာဝေးကွာလို့စိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းဖြင့်ပြည့်စုံပါစေကြောင်းဦးစွာပထမဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာကဲပရိသတ်ကြီးတို့ရေအခုလက်ရှိကမ္ဘာအရေးခင်းတွေထဲမှာအာယုံစိုက်စရာအကောင်းဆုံးကတော့ဟော်မုတ်ရေလက်ကြားကအခြေအနေပဲဖြစ်ပါတယ်မေလ4ရက်နေ့ညနေပိုင်းမှာအမေရိကန်နဲ့အီရန်တို့ကြားတင်းမာမှုတွေဟာအမြင့်ဆုံးအဆင့်ကိုရောက်ရှိခဲ့ပြီးနှစ်ဖက်တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပါတယ်အမေရိကန်ရေတပ်ရဲ့ဖြတ်တင်ပေါ် USS Thomas Hudna နဲ့အီရန်တော်လှန်ရေးအစောင့်တပ် IRGC ရဲ့လှေသေးတွေကြားပြစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ CNN နဲ့တခြားသတင်းဌာနကြီးတွေကအတည်ပြုဖော်ပြထားပါတယ်။ USS Thomas Hudna ဟာဒီဒေသမှာတာဝန်ထမ်းဆောင်နေတဲ့သင်္ဘောတစ်စီးဖြစ်ပြီးအီရန်တပ်ကတိုက်ခိုက်မှုတွေကိုငါးလက်မအမြောက်တွေနဲ့ပြန်လည်ပစ်ခတ်တုံ့ပြန်ခဲ့တယ်လို့သိရပါတယ်။ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းအရေးပေါ်မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပါတယ်။ဟော်မုတ်ရေလက်ကြားပိတ်ဆို့မှုကိုအမျိုးသားအရေးပေါ်အခြေအနေဖြစ်ကြီးညာခဲ့ပြီးကမ္ဘာစီးပွားရေးနဲ့အမေရိကန်သင်္ဘောသားတွေရဲ့လုံခြုံရေးကိုကာကွယ်သွားမယ်လို့ပြောကြားခဲ့ပါတယ်။ဒါအပြင်အမေရိကန်ဦးဆောင်တဲ့ရေကြောင်းလုံခြုံရေးစစ်စင်ရေးဖြစ်တဲ့ Operation Prosperity Guardian 2.0 ကိုလည်းစတင်လိုက်ပြီလို့သိရပါတယ်။ဒီစစ်စင်ရေးဟာရေလက်ကြားကိုအင်အားသုံးပြီးပြန်လည်ဖွင့်လှစ်ဖို့ရည်ရွယ်တာဖြစ်ပါတယ်။ဒီလိုတင်းမာမှုတွေကြောင့်ကမ္ဘာစီးပွားရေးမှာလည်းရိုက်ခတ်မှုတွေရှိခဲ့ပါတယ်။ရေနံဈေးနှုန်းတွေဟာလက်ရှိမှာတစ်စီးကို$113ကနေ$116ဝန်းကျင်မှာရှိနေပါတယ်။သတင်းတွေမှာဖော်ပြထားသလို$138အထိတော့မရောက်သေးပေမဲ့ဒီဈေးနှုန်းဟာစီးပွားရေးပြိုလဲနိုင်တဲ့အန်ဒီယေရှိတဲ့အဆင့်တစ်ခုအဖြစ်သတ်မှတ်ခံထားရပါတယ်။ဒါအပြင် American Stock ဈေးကွက်မှာလည်း Dow Jones အညွှန်းကိန်းဟာ959မှတ်ခန့်1.13%ကျဆင်းခဲ့ပြီး48,941မှတ်နဲ့ဈေးပိတ်ခဲ့ပါတယ်။ကုန်တင်သင်္ဘော NV Suez Rajan ပေါ်ကမြန်မာသင်္ဘောသား2ဦးဘေးကင်းတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော့တိကျအတည်ပြုချက်မရရှိသေးပါဘူး။ဒီဒေသမှာသင်္ဘောသားများစွာပိတ်မိနေတယ်ဆိုတဲ့သတင်းတွေတော့ရှိပါတယ်။အခြေအနေတွေဟာအချိန်နဲ့အမျှပြောင်းလဲနေတာကြောင့်နောက်ဆုံးရသတင်းတွေကိုတရားဝင်သတင်းဌာနကြီးတွေကနေဆက်လက်စောင့်ကြည့်ဖို့လိုအပ်ပါတယ်။ကျွန်တော်တို့ SNN YouTube Channel ကနေလည်းနောက်ဆုံးရသတင်းတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ညီကိုတွေဖြစ်ကြတဲ့မြန်မာနိုင်ငံကသင်္ဘောတော်များလည်းဘေးကင်းကြပါစေလို့ဆုမွန်ကောင်းတောင်းရင်ဒီသတင်းကိုဒီမှာပဲညီကုန်းချိုလိုက်ပါတယ်။ကဘာကြီးငင်းချမ်းပါစေ။ကျွန်တော်တို့မြန်မာနိုင်ငံလည်းဘေးကင်းတာယာကြပါစေ။စစ်မှတ်တွေကင်းဝေးပြီးချစ်ချင်းတွေသာဒီထောင်မှာဆူတောင်းရင်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်။